iPhone ပေါ်မှာ Google Hack ကိုရနေပါပြီဒီဗီဒီယိုထဲမှာဆိုရင်တော့ Data Executor ကို iPhone ထဲမှာ download လုပ်ပြီး Hack ကိုပြောပြပြီးတော့ပါဒီဗီဒီယိုလေးမစခင်ဒီလိုမျိုး ဗီဒီယိုလေးကို search ကြည့်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ပြီး like လေးပေးခဲ့ကြပါဦးအဲ့ဒါဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ကျွန်တော် Telegram group ထဲကလုံးလေးနဲ့ပြပေးပါမယ် Telegram group ရဲ့ link ကို comment section မှာပင်လုပ်ပေးထားပါတယ်အဲ့ဒါဆိုတော့ပထမနေ့ကိုဖွင့်လိုက်ပါမယ်ဒီဗီဒီယိုထဲမှာဆိုရင်တော့ Data Executor ကို MS phone ထဲမှာ download လုပ်ပြီး Hack ကိုတွေ့တာပြတော့မှာပါပထမဆုံးလုပ်တဲ့နည်းလမ်းကတော့ direct install လုပ်ပြီး Hack ဘုံလုံးမှာတော့ကျွန်တော် Safari ထဲကိုသွားပြီးမှာ Skippy tag ဆိုပြီးရှားလိုက်မယ်ပြီးတော့အဲ့ထဲမှာပေါ်လာလေးလေးကိုဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာရောက်ပြီဆိုတော့ Get Started ဆိုနေလိုက်ပါအဲ့ဒါရောက်တော့ပြီဆိုရင်တော့ကျွန်တော်တို့ allow ဆိုတာနေလိုက်ပြီးရင်တော့ကျွန်တော် file ကို download လုပ်ပြီးတော့ပါကျွန်တော် setting ထဲကိုတွားပြီးရမှာအမှ profile download ဆိုတာရှိပါတယ်အဲ့ဒါလေးနှိပ်ပြီးရမှာကျွန်တော်တို့ DNS profile ကို download လုပ်ပြီးရမှာပြီးတော့ install လုပ်လိုက်ပါဒီအဆင်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ Data Executor ကိုတွားပြီးရမှာ download လုပ်မှာပြောင်းနေတဲ့ data download နေရာကိုဒီ video ရဲ့အောက်မှာချပေးထားပါတယ်ပြီးရင်တော့ကျွန်တော်တို့ data install ဆိုတာနှိပ်လိုက်ပါ Robot State ကိုအားပေးခြင်းနဲ့ Blockfoot အကောင့်တွေနဲ့ Group ကားတဲ့ item တွေကိုအားပေးခြင်းနဲ့ဆိုရင်တော့Blue Heaven Market မှာဈေးနှုန်းချို့ချို့တက်တာနဲ့လာရောက်အားပေးလို့ရပါတယ် Telegram channel လေးရဲ့ link ကို comment section မှာပင်ထောက်ပေးထားပါတယ်ပြီးရင်တော့ install ဆိုတာပြန်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းမှာ Data Executor ကို install လုပ်နေပါ install ပြဖို့အတွက်ဆိုရင်ခဏလေးစောင့်ရပါတယ်install လုပ်ပြီးပါပြီမယ် Blue Block ကိုဝင်လို့မရသေးပါဘူးအဲအကြောင်းမလို့ setting နဲ့ကိုသွားပြီးမှ general လေးဝင်လိုက်မယ်ပြီးရင်တော့ VPN and device management နဲ့ဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အောက်မှာရထားရတဲ့ဝင်ပြီးရမှာ allow and restart ဆိုတာနှိပ်လိုက်ပါအဲဆိုရင်ဖုန်းကဟိုလို restart ဖြစ်သွားပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ Google လေးပြန်ဝင်လို့ရပါတယ် Google လေးကိုပြန်ဝင်လို့ရပြီဆိုတော့ကျွန်တော်တို့ Data Executor ကိုအသုံးပြုလို့ရပါတယ်ပြီးရင်တော့ကျွန်တော် game တစ်ခုလေးဝင်လိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာ key ဝမ်းမနေရာကိုရောက်သွားပါလိမ့်မယ်အရှိကအနေနဲ့မရဘူးဆိုရင်တော့ဒုတိယအနေနဲ့လုပ်လို့ရပါသေးတယ်ဒီဗီဒီယိုထဲမှာဆိုရင်တော့ Data Executor ကို iOS iPhone ထဲမှာ Keysign eSign တို့နဲ့ install လုပ်ပြီးရမှာ Sony ကိုတွေ့ပါပြီးတော့ပါပထမအဆုံး Safari ထဲကိုဝင်လိုက်ပါမယ်ပြီးတော့အဲ့ထဲမှာ Skippy tag လို့ရှာလိုက်ပါမယ်ပထမဆုံးပေါ်လာတဲ့ link လေးကိုဝင်လိုက်ပါမယ်အဲ့ဒါရောက်တော့ဆိုရင်တော့ Get Started ဆိုနှိပ်လိုက်ပါပြီးရင်တော့အမှပေါ်လာတဲ့စာလေးတွေက allow ဆိုတာကိုနှိပ်လိုက်ပါပြီးတော့ setting ထဲကိုဝင်လိုက်ပါ profile download ဆိုတာကိုဝင်လိုက်ပါပြီးရင်တော့ Skippy DNS ကို install လုပ်ပါ install လုပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့နောက်ထပ် install တစ်ခါပြန်နှိပ်လိုက်ပါပြီးတော့ဆိုရင်တော့ကျွန်တော်ပြထားတဲ့လိုပြန်ထွက်လိုက်ပါအဲ့ဒါတွေကိုလုပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ရဲ့ iPhone မှာ application edit တခုလေးရောက်သွားပါလိမ့်မယ်အဲ့ဒါကိုဝင်လိုက်ပါအဲ့ဒါကိုရောက်တော့ဆိုရင်တော့ key size ဆိုတာကိုနှိပ်လိုက်ပါအမှ key size တွေပေါ်လာပါလိမ့်မယ်အဲ့ဒီပေါ်လာတဲ့ key size တွေကမှနောက်ဆုံးထွက်တဲ့ version ကိုအပေါ်ဆုံးမှာပြထားပါကျွန်တော်ကတော့ဒါလေးကိုနှိပ်လိုက်ပါပြီးရင်တော့ install ကိုနှိပ်လိုက်ပါ install ကိုနှိပ်ပြီးတော့ဆိုတော့ကျွန်တော်တို့ရဲ့ iPhone မှာ key size ကို install လုပ်နေပါပြီ install ပြီးဖို့အတွက်ခဏလေးစောင့်ပေးလိုက်ပါလုပ်ပြီးတော့ဆိုရင်တော့ setting ထဲကိုပြန်ဝင်လိုက်ပါမယ်ပြီးရင်တော့ general လေးကိုတွားလိုက်ပါပြီးရင်တော့ VPN ထဲကိုဝင်လိုက်ပါ enterprise app ကိုနှိပ်ပြီးရမှာ first ကိုနှိပ်လိုက်ပါ first ကိုနှိပ်ပြီးတော့ဆိုရင်တော့ allow and reset ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါအဲ့ဒါကိုနှိပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းက reset ဖြစ်တော့တယ် reset လုပ်ပြီးဆိုရင်တော့ key sign ထဲကိုပြန်ဝင်လိုက်ပါအဲ့ဒါကိုလုပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ Data Executor ရဲ့ API file ကိုတွားပြီးရမှာ download လုပ်ပါမယ် Telegram ရဲ့ search bar မှာRBL script မြန်မာလို့ကျွန်တော်ရိုက်ချလိုက်တယ်လို့ရှားလိုက်ပါရှားလိုက်ရင် channel လေးပေါ်လာပါလိမ့်မယ်အဲ့ channel လေးကိုနှိပ်လိုက်ပါ
ရဲ့ channel လေးကို join လိုက်ပါမယ် join ပြီးရင်ဆိုရင်တော့ကျွန်တော်ပင်ထောက်ထားတဲ့ message ကိုနှိပ်လိုက်ပါပင်ထောက်ထားတဲ့ message ထဲမှာ Roblox ကို screen နဲ့ Sony ဆိုတဲ့အောက်မှာလင်းလေးရှိပါအဲ့လင်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ဆိုရင်တော့အဲ့ဒီ folder လေးကိုအပ်လိုက်ပါမယ်အဲ့ဒီ folder ကိုအပ်ပြီးတော့ဆိုရင်တော့ RBLS Excluder ဆိုတာပေါ်လာပါလိမ့်မယ်အဲ့ဒီတဲကိုဝင်လိုက်ပါမယ်ဝင်ပြီးတော့ဆိုရင်တော့ data ဆိုတဲ့အားလေးကိုနှိပ်လိုက်ပါအပေါ်ဆုံးရဲ့ message ထဲမှာ iOS ဆိုတာရှိပါအဲ့ဒီကိုနှိပ်လိုက်ပါအဲ့ဒီ iOS ဆိုတာကိုနှိပ်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့က Keysign eSign နဲ့ download လုပ်မှဖြစ်တဲ့အတွက် Keysign eSign ဆိုတဲ့အောက်မှာလင်းလေးရှိပါအဲ့လင်းလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ data excluder ရဲ့ RPA file ကိုရောက်သွားပါလိမ့်မယ်အဲ့ဒီ RPA file ကို download လုပ်လိုက်ပါမယ် download လုပ်ပြီးတော့ဆိုရင်တော့အဲ့ဒီ file ရဲ့ base လေးကိုနှိပ်ပြီးရမှာ save to download ဆိုတာနှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ RPA file ကို phone ရဲ့ file ထဲမှာသွားထည့်လိုက်ပါအဲ့လို download လုပ်ပြီးတော့ဆိုရင် Keysign နဲ့ကိုသွားပြီးအပေါ်မှာရှိရဲ့အပေါင်းပူဇာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ import file ဆိုတာနှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့အရှိက download လုပ်ခဲ့တဲ့ data excluder ရဲ့ RPA file ကိုနှိပ်လိုက်ပါပြီးတော့ဆိုရင် open ဆိုတာနှိပ်လိုက်ပါနှိပ်ပြီးတော့ဆိုရင်အမှ file လေးပေါ်လာပါတယ်အဲ့ file လေးကိုနှိပ်လိုက်ပါပြီးတော့အဲ့ဒီထဲမှာ import library ဆိုတာကိုထည့်နှိပ်လိုက်ပါဒီနေရာမှာအဲ့ဒီ import လုပ်ဖို့အတွက်ခဏလေးစောင့်ပေးလိုက်ပါ import လုပ်တာအောင်မြင်တော့ဆိုရင်တော့အောက်က library တွေကိုဝင်လိုက်ပါပြီးရင်တော့အမှ Google ပုံစံလေးကိုနှိပ်လိုက်ပါမယ်ပြီးတော့အမှ sign and install ဆိုတာနှိပ်လိုက်ပါအမှ start sign in ဆိုတာကိုထည့်နှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ install လုပ်လိုက်ပါinstall ဆိုတာပေါ်လာပါတယ်အဲ့ install ကိုနှိပ်လိုက်ပါအဲ့လိုနှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်း screen မှာ data ပါတဲ့ Roblox ကို download လုပ်နေပါပြီ download ပြဖို့အတွက်ခဏလေးစောင့်ပေးလိုက်ပါdownload လုပ်တာပြည့်သွားပြီဆိုတော့ကျွန်တော်တို့ Roblox ကို data နဲ့ဆော့လို့ရပါပြီ data key unit ကိုတော့ကျွန်တော်ရဲ့ Excluder tutorial ထဲမှာပဲတွားပြန်မှာကြည့်လို့ရပါတယ်ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲ data key unit နဲ့ Roblox ကို screen နဲ့ Sony စားတဲ့ဟတ်တဲ့ဟာတွေကိုကျွန်တော်ပြထားတဲ့ group ထဲမှာပဲ Hardware ရဲ့ video တွေကိုတင်ပေးထားပါတယ်ရှေ့ကပြောခဲ့တဲ့ group နဲ့ Hardware ရဲ့ video ရဲ့ link ကို comment section ထဲမှာပဲပင်လုပ်ပေးထားပါတယ်ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးကြပါ